မင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးမှာစီးပွားဖြစ်ဝဲတွေအတွက်မိုက်ကိုပလတ်စမာဝဲအစောရောင်ကာကွယ်ဆေးထိုးနည်းကိုပြောပြပေးသွားမှာပါဝဲတွေကိုဘာကြောင့်မိုက်ကိုပလတ်စမာဝဲအစောရောင်ယောဂကာကွယ်ဆေးထိုးရတာလဲဒီဗီဒီယိုမှာဒီအကြောင်းကိုဖြေကြားပေးသွားပါမယ်အတူတူလိုက်ကြည့်လိုက်ရအောင်ဒီအစောရောင်ယောဂကိုကာကွယ်ထားရရှိရဲ့အဓိကရည်ရွယ်ချက်များကတော့မိုက်ကိုပလတ်စမာဟီယိုနမိုနီးယားဆိုတဲ့ဘက်တီးရီးယားဟာဝက်တွေမှာနာတာရှည်အဆောက်အအုံယောဂါကိုဖြစ်စေပါတယ်။ဒီယောဂါကြောင့်ဝက်တွေရဲ့အဆုတ်ကျန်းမာရေးကျဆင်းပြီးကြီးထွားနှုန်းနှိမ့်ကွေးတတ်ပါတယ်။ဒီယောဂါကြောင့်ကိုယ်အလေးရှင်တဲနှုန်းကျဆင်းပြီးအစာဆုံးမှုမကောင်းတော့ပါဘူး။ဝက်တွေကိုကာကွယ်ဆေးထိုးထားရင်တော့ဝက်တွေဟာပုံမကျန်းမာပြီးကောင်းမွန်စွာကြီးထွားကြပါတယ်။မိုက်ကိုပလတ်စမာအစောရောင်ယောဂဖြစ်နေတဲ့ဝက်တွေဟာအရှာသောဘိုင်းရိုက်နဲ့ဘက်တီးရီးယားတွေဆက်တဲ့ယောဂတွေထပ်ဆင့်ဝင်ရောက်ဖို့လွယ်ကူပါတယ်ဒီယောဂဖြစ်ရင်ဝဲမွေးမြူရေးမှာဆုံးရှုံးမှုအကြီးဆုံးဖြစ်စေနိုင်ပါတယ်ဒီလိုကာကွယ်ဆေးထိုးထားခြင်းအပြင်အရှာယောဂပိုးများဝင်ရောက်မှုကိုရှုတ်ချပေးနိုင်ပါတယ်ကာကွယ်ဆေးထိုးထားရင်စီးပွားရေးရဲ့အကျိုးကျေးဇူးများကိုရရှိစေပါတယ်။ကုန်ကျစရိတ်သက်သာစေပြီးဝဲအတော်ထွေးနှုန်းကောင်းမွန်စေတာကြောင့်စီးပွားဖြစ်မွေးမြူသူတွေအတွက်အကျိုးအများပုံမို့ရရှိစေပါတယ်။ဝက်တွေကိုမိုက်ကိုပလတ်စမာအဆောက်အအုံယောဂကာကွယ်ဆေးထိုးတာဟာကျန်းမာပြီးထိရောက်တဲ့မွေးမြူရေးစနစ်အတွက်အလွန်ရေးကြီးတဲ့အလေးအကျဉ်းကောင်းတစ်ခုဖြစ်တယ်လို့ပြောရမှာပါ။ဒီမှာပြထားတာကတော့ကျွန်တော်တို့ထိုးမဲ့ကာကွယ်ဆေးပဲဖြစ်ပါတယ်သူ့ရဲ့နာမည်ကတော့မိုက်ကိုဘယ်ဆွီဖြစ်ပါတယ်တပလဲမှာဆေးပမာဏ50ဒေါ်သို့မဟုတ်100မီလီလီတာပါဝင်ပါတယ်ဒါဟာပိုးသေးကာကွယ်ဆေးဖြစ်ပြီးမိုက်ကိုပလတ်စမာပိုးကြောင့်ဖြစ်တဲ့အန်ဇူတဲ့အဆောရောင်ယောဂါကိုကာကွယ်ဖို့အတွက်အသုံးပြုပါတယ်ဒီပိုးဟာအသက်ရှူလမ်းကြောင်းအတွက်ရှိအမွေးလေးတွေပါတဲ့ဆေးအမီပါရဲ့အပြင်ဖက်မျက်နှာပြင်မှာတွေ့ကပ်ပြီးဒါကဝဲတွေကိုနောက်ဆက်တွဲကူးစက်ဖို့ဝင်ရောက်မှုကိုပိုပြီးလွယ်ကူစေပါတယ်။အန်ဇူတဲ့အဆောရောင်ယောဂါဟာဝက်တွေရဲ့အသက်ရှူလမ်းကြောင်းစနစ်မှာအရေးကြီးတဲ့ကူးစက်ယောဂါတစ်ခုဖြစ်ပြီးအထူးသဖြင့်ဝက်သောတိုကာလအစာကျွေးပြီးကြီးထွားစေသည့်ကာလဝက်တွေမှာအများဆုံးတွေ့ရပါတယ်။ယောဂါကူးစက်ပုံကတော့အမေကနေသောသမီးစီကိုခန္ဓာကိုယ်ကနေထွက်တဲ့အရည်များတလိုက်များတန်ထွေးလိုမျိုးအရာတွေကနေကူးစက်နိုင်တယ်လို့သိရပါတယ်။ပြီးတော့ဝက်ရှန်တစ်ခုတည်းမှာဝဲတစ်ကောင်နဲ့တစ်ကောင်ထိတွေ့မှုကနေတစ်ဆင့်ကူးစက်နိုင်ပါတယ်ဒါပေမဲ့ဒီပိုးဟာတော့အိမ်ဒါမှမဟုတ်နိုးဥယျာဉ်နဲ့ပုံမှန်နိုးတို့ကနေတစ်ဆင့်သားသမီးစီကူးစက်နိုင်တယ်ဆိုတဲ့အရှက်အလဲတို့မတွေ့ရသေးဘူးလို့ဆိုပါတယ်ဟုတ်ကဲ့ဒီလားဆိုရင်ဒီယောဂါနဲ့ပတ်သက်ပြီးအရှက်ခအရှက်လက်တွေကိုသိပြီဆိုတော့ဝက်တွေကိုကာကွယ်ဆေးဆက်တဲ့ထိုးကြရအောင်ထမဆုံးတတိပြုရမယ့်အရှင်နဲ့ကာကွယ်ဆေးမထိုးခင်တတိပြရှင်တာကတော့ဝဲရဲ့ကြမာရေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာကျမရဲ့ကောင်းမွန်တဲ့ဝဲတွေကိုသာကာကွယ်ဆေးထိုးရမှာပါသူတို့မှာဖျားတာဝမ်းလျှိုးတာဆက်တဲ့ဖျားနာလက္ခဏာတွေ့ရင်ပြီးလျှော့ခွဲထုတ်ထားရပါမယ်မြေမကောင်းဖြစ်နေရင်ထိုးပေးလို့မရပါဘူးပြီးတော့ကာကွယ်ဆေးထိုးဖို့အသုံးပြုမိကိရိယာတွေအားလုံးကိုလည်းမထိုးခင်ပို့သပေးရပါမယ်နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ကာကွယ်ဆေးကိုရခိုင်တိုက်တာထဲမှာအေးခံထားတာကနေထောက်ပြီးမထိုးခင်မှာအေးဓာတ်ရှုပ်ပေါ်ပြီးမူလအပူရှင်ရသည့်အထိခဏထားပေးရပါမယ်ဆေးကိုမထိုးခင်မိနစ်20ကနေနိုင်ဝဲလောက်ရခိတိုက်တာထေးကပြန်ထုတ်ပြီးသဘောဝအပူချိန်မှာထားရပါမယ်ဒါမှမဟုတ်ရင်အရန်အေးနေတဲ့ဆေးကိုဝဲကိုထိုးလိုက်ရင်နာကျင်မှုဖြစ်စေပြီးထိုးတဲ့နေရာမှာအလုံးအကျက်ဖြစ်တတ်ပါတယ်ပြီးတော့မမေ့တဲ့အချက်ကဆေးပလန်းကိုအသုံးမပြုခင်ကောင်းစွာလှုပ်ပေးဖို့ပါဒါမှဆေးထေးကပါဝါပစ္စည်းတွေကောင်းကောင်းရိုးမွေပြီးထိရောက်တဲ့ကာကွယ်အားကိုရရှိမှာဖြစ်ပါတယ်ကာကွယ်ဆေးကိုအပူရှိ9 degree centigrade မှာ6 degree centigrade တွင်သိမ်းဆည်းထားသင့်ပါတယ်ဒါပေမဲ့လုံးဝရေခဲအောင်မထားရပါဘူးဆေးထိုးရမှာအသုံးပြုရမယ့်ပစ္စည်းများကတော့ဆေးထိုးပွားအမှတ်အသောပြုဘိုးမယ်နဲ့မိုက်ကိုပလတ်စမာအဆောက်အအုံယောဂကာကွယ်ဆေးပလန်တို့ဖြစ်ပါတယ်ထမဆုံးစင်ကတော့ဝက်တွေကိုကန်တစ်ခုလုံးရဲ့တန်းတနေရာကိုစုထရပါမယ်ဒါမှကာကွယ်ဆေးထိုးဖို့အတွက်ကျွန်တော်တို့အတွက်ပို့ပြီးအဆင်ပြေစေမှာပါအဲ့ဒီနောက်မှာတော့ကာကွယ်ဆေးဆက်ထိုးနိုင်ပါပြီဝဲတကောင်ကိုနိုင်စီစီနှုံနဲ့လေဘဲနေရာရှိကျွဲသောထေသို့ထိုးသွင်းရပါမယ်ကာကွယ်ဆေးထိုးတဲ့အခါမှာအာယုံကျိုးနဲ့သွေးကြိုးတွေကိုမထိအောင်သတိထားရပါမယ်သွေးစီရလာတာတွေ့ရင်ရှဲနေရာပြောင်းပြီးထိုးရပါမယ်ပြီးရင်တော့ဒီဝဲကိုကာကွယ်ဆေးထိုးပြီးရောက်တေချာစေဖို့အတွက်သူတို့ရဲ့ကြိုးဖို့သို့မဟုတ်အလွယ်တကူမြင်နိုင်တဲ့နေရာမှာအမှတ်အသားပြုလုပ်ပေးပါအဲ့လိုမှတ်သားထားမှတ်သားတကောင်မကြမ်းဆေးထိုးပြီးရောက်တေချာစိတ်ရှက်မှဖြစ်ပါတယ်အားလုံးပြီးသွားရင်တော့ဝဲတွေကိုကန်ထဲမှာပုံမှန်အတိုင်းပြန်ထားနိုင်ပြီးပုံမှန်အတိုင်းရေသားအစာစောဖို့ခွင့်ပြုလိုက်ပါ
ဆေးထိုးအပြီးမှာအသုံးပြုထားတဲ့ပစ္စည်းတွေအလုံးကိုသေချာစွာသိမ်းဆည်းပြီးနေရာမှာထားရပါမယ်အလုံးပြီးဆုံးပြီးကိရိယာတွေအလုံးကိုစနစ်တကျသိမ်းဆည်းပြီးတဲ့နောက်ကာကွယ်ဆေးထိုးထားတဲ့ဝက်တွေကိုခဏစမ်းကြည့်ပြီးသူတို့မှာဓာတ်မတည့်တဲ့လက္ခဏာတစ်ခုခုရှိမရှိစိတ်ဆေးပြီးမှပြန်ရမှာဖြစ်ပါတယ်တကယ်လို့ဝက်တွေမှာအသက်ရှူရခဲ့နှာခေါင်းနဲ့နှရွက်တွေပြလာတာအရေပြားမှာအမ်းပြင်ထတာအန်တာဆက်တဲ့လက္ခဏာတွေပေါ်လာရင်ရှက်ဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်ကာကွယ်ဆေးထိုးပြီးဓာတ်မတည့်မှုလက္ခဏာတွေတွေ့ရှိခဲ့မယ်ဆိုရင်တော့ antihistamine အောက်စုဝက်ဆေးတွေနဲ့ကုသမှုပေးရပါမယ်မိုက်ကိုပလာစမာကာကွယ်ဆေးထိုးခြင်းအပြင်ဝက်တွေမှာမိုက်ကိုပလာစမာပိုးကြောင့်ဖြစ်တဲ့အိုင်ဇူတဲ့အဆောက်အအုံရောဂါပြဿနာကိုရှော့ချပေးနိုင်ပြီးထောက်လုပ်မှုစွမ်းဆောင်ရည်ကိုပါပုံမကောင်းမွန်စေပါတယ်။ဒါကြောင့်ဒီလိုကာကွယ်ဆေးထိုးတာဟာမွေးမြူရေးသမားတွေလုပ်ငန်းငယ်လုပ်ငန်းကြီးမဆိုအတွက်အလွန်ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေရှိပါတယ်ခင်ဗျာ။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးသိလိုတာတွေဒါမှမဟုတ်တန်တရားရှိတာတွေရှိရင်လည်းမှတ်ရှယ်ပေးပြီးအသိပညာတွေဖလှယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။နောက်ထပ်ဗီဒီယိုတွေဆက်လက်လုပ်နိုင်ဖို့အတွက် Subscriber လုပ်ရှင်း Like လုပ်ရှင်းshare မျှဝေလို့ရှင်နဲ့ comment message ပေးရှင်တို့ပြုလုပ်ပြီးအားပေးကြပါအောင်လို့တောင်းဆိုရင်ဒီနေ့အတွက်တော့ဒီမှာပဲနေကူရှုပ်ပြရစီ